မိမိကိုအသက်ပေးပြီးတော့မွေးခဲ့တာအမေဘဝပေးပြီးတော့စောင့်ရှောက်ခဲ့တာကအဖေဒီလိုမဟုတ်လားအဖေမိရနိုင်တဲ့ကုသိုလ်အဖေကိုရှိမှအဖေမေတ္တာအဖေရှိမှရအမေဖေရှိသေးတဲ့လူတွေကံကောင်းရတယ်နော်ကံဆိုးတဲ့လူတွေမဖြစ်ပါစေနဲ့အမေဖေရန်သူကြီးတွေလို့မမြင်ပါနဲ့လိုချင်တာမရလို့မပေးရကောင်းလားဘာဖြစ်လို့မွေးထားသလားလို့လည်းမလုပ်လိုက်ပါနဲ့နော်ငါရဲ့အသက်သခင်သည်အမေဘဝပေးစောင့်ရှောက်ခဲ့တာသည်အဖေအဲ့ဒီအမေဖေတို့အဆောင်ရှောက်ကောင်းလို့ငါလူလာမြောက်ချမ်းသာထိုးထိပ်ရောက်ခဲ့ရအဲ့ဒီကျေးဇူးတွေကိုပရိသတ်ရဲ့ဘာလို့သိရမယ်ပြီးဒီအားလျော်စွာအင်အားခွန်အားစွမ်းအားတွေရှိလာရင်စွမ်းနိုင်သမျှဘာလို့ပေးဆိုင်ရမယ်တဲ့သူကျေးဇူးကိုလည်းသိမယ်သူကျေးဇူးကိုလည်းစွမ်းနိုင်သမျှပေးဆန်းနိုင်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီပရိသတ်ရဲ့သူတော်ကောင်းလက္ခဏာကိမ့်ပြီဘာကိမ့်ပါလဲကျေးဇူးလည်းမသိဘူးကျေးဇူးလည်းမဆက်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာလူဖြစ်တော်လဲလူဖြစ်ရှုံးတယ်အမေကျေးဇူးလည်းမသိအမေကျေးဇူးလည်းစွမ်းနိုင်တယ်များမပေးစားအဖေကျေးဇူးလည်းမသိအဖေကျေးဇူးလည်းစွမ်းနိုင်တယ်များမပေးစားအဲ့ဒီပုဂ္ဂိုလ်မျိုးဟာဘုန်းကြီးတို့ပရိသတ်ကြီးလူဖြစ်လာတော့လဲပဲပါတယ်လေလူပြည့်ရှုံးတယ်တဲ့တချို့ကရှိသေးတယ်ဖရာတဲတဲ့ကြောင်းဆောက်တဲ့ဖရာတကကြောင်းတကနာမည်တွေမရဘူးလားအမေကြတော့ပြစ်ထားတယ်အဖေကြတော့ပြစ်ထားတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာဘုန်းကြီးတို့ပရိသတ်ကြီးဖရာတကကြောင်းတကနာမည်သာရမယ်သူတော်ကောင်းဆိုတဲ့အဖြစ်ကြတော့ဖရာတကကြောင်းတကဖြစ်ဖို့လိုရင်လားသူတော်ကောင်းဖြစ်ဖို့လိုရင်လားဒါဖြင့်ဆိုလိုက်မိဘနှဖြာရှိနေပါလေကျေးဇူးမသိမဆဘိကတသက်လုံးလုံးလူဖြစ်ရှုံး၏မိဘနှဖြာရှိနေပါလေကျေးဇူးမသိမဆဘိကတသက်လုံးလုံးလူဖြစ်ရှုံး၏သုံးကောင်းဆိုလိုက်မိဘနှဖြာရှိနေပါလေကျေးဇူးမသိမဆဘိကတသက်လုံးလုံးလူဖြစ်ရှုံး၏မိဘနှဖြာရှိနေပါလေကျေးဇူးမသိမဆဘိကတသက်လုံးလုံးလူဖြစ်ရှုံး၏မိဘနှဖြာရှိနေပါလေကျေးဇူးမသိမဆဘိကတသက်လုံးလုံးလူဖြစ်ရှုံး၏အေးဘာမဟုတ်တာလေးနဲ့ညီငယ်ညီမငယ်တူတူမအရွယ်လေးလူဖြစ်မရှုံးကြပါစေနဲ့နော်ကတ္တဗံကုသလအဲ့ဒီအမေကိုမိတဲ့ရနိုင်တဲ့ကုသိုလ်တွေအမေရှိစဉ်မှာရအောင်များများယူကြဖို့နော်အဖေမိမိကရနိုင်တဲ့ကုသိုလ်တွေအဖေရှိစဉ်မှာရအောင်ယူကြဖို့ကျန်တဲ့ကုသိုလ်တွေနောက်မှစဉ်းစားခြင်းစဉ်းစားဖို့အမေမိရနိုင်တဲ့ကုသိုလ်သည်အမေရှိတော့ပဲရနိုင်တယ်ဖေမိရနိုင်တဲ့ကုသိုလ်သည်ဖေရှိတော့ပဲရနိုင်တော့အဲ့ဒီကုသိုလ်ဟာဘုန်းကြီးတို့ပရိသတ်ရဲ့အနာဂတ်ဘဝမဆောင်ပါဘူးလက်ရှိဒီဘဝပိဿုပန်မှာကိုပဲငင်းကောင်းကျိုးပေးစေနိုင်တဲ့ကုသိုလ်ကံပါ